အားလုံးမင်္ဂလာပါကဲ module 3စပါမယ် module 3ကတော့ isometric drawing အကြောင်းပဲဖြစ်ပါတယ်ကဲဒီပုံလေးကိုဆွဲကြည့်အောင်ရှေ့ပိုင်းမှာပြောထားတဲ့ unit limit grid zoom အဲ့ဒါတွေကတော့ရနေရမယ်နော်ကဲကြည့်အောင်ဒါဆိုရင် units မှာဘာတွေလောက်ထားလဲဒီလက်မနဲ့ဆွဲမယ် archi ကိုရွေးမယ် okay နောက်တစ်ခါ limits မှာ lower left က0 upper right ကိုပတိယာ50လောက်နဲ့ဆွဲအောင်ပြီးရင် grid spacing အတွက်နော် grid လို့ရိုက်ထည့်မယ် grid spacing ကို7 လောက်ထားမယ်ပြီးရင် zoom all လုပ်မယ်နော်ပုံကတော့တည်သွားပြီချက်လိုက်မယ်ရတာဆိုရင်ခုဒီပုံလေးကိုစပြီးတော့ဆွဲဖို့အတွက်ပထမဆုံးသူ့မှာ line နာရမယ် rules တွေเนาะအဲ့ဒါလေးကို line နာဖို့လိုတယ်ကဲ snap style ကိုပြောင်းအောင် snap snap ဆိုပြီးတော့ရိုက်ထည့်လိုက်ပါပြီးရင် style ဒီမှာเนาะ style ကိုရွေးဖို့အတွက် s enter ပြီးရင် style မှာဘာကိုရွေးရမှာလဲဆိုရင် isometric ကိုရွေးရမှာဒါကြောင့်မလို့ I ကိုရွေးမယ် enter နှိပ်မယ် specify vertical spacing မှာ enter ပဲ 0.5 ပဲထားမယ်เนาะ enter ပဲဆက်နေလိုက်ကဲအဲ့ဒါဆိုရင်ခု cross hair ကိုကြည့်လိုက် cross hair မှာပုံစံပြောင်းသွားပြီအဲ့တော့ခုလောလောဆယ်မြင်နေရတာပါလဲဆိုရင် right view f5 ကိုတစ်ချက်နှိပ်ကြည့်လိုက်ဒါဆိုရင် isoplane left ဆိုပြီးလာပြလိမ့်မယ်အောက်မှာเนาะအောက်မှာလာကြည့်လိုက် isoplane left အဲ့တော့ဒါဘယ်ဘက်ကနေကိုယ်ကဆွဲမယ်ဆိုရင်ဘယ်ဘက်က view မှာရှိတဲ့မြင်ရတဲ့ line တွေဆွဲမယ်ဆိုရင် left ကိုရွေးပြီးဆွဲလို့ရတယ်နောက်တစ်ခါအပေါ်တဲ့တဲ့ကနေကြည့်ပြီးတော့မြင်ရတဲ့ view မှာဆွဲခြင်းတယ်အပေါ်တဲ့တဲ့ view မှာရှိတဲ့ line တွေဆွဲခြင်းတယ်ဆိုရင် f5 ကိုချက်ထပ်နေကြည့်အောင် isoplane top view ကိုရသွားပြီเนาะရောက်သွားပြီအဲဒီ view နဲ့ဆွဲပေးရမယ်အဲတော့ snap style ကိုပြင်ပြီးသွားပြီ okay နောက်တစ်ခါဘာ set လုပ်ရမလဲဆိုရင်နောက်ရေးကြည့်တဲ့တစ်ချက်က auto mode ကို on ထားမယ်F8 ကိုနှိပ်ချင်နှိပ်ဒါမှမဟုတ်ဘူးဆိုရင်လည်းအောက်မှာ auto mode ကို click ချက်နှိပ်ချင်နှိပ်နော်ဒါအခုဆိုရင်နှိပ်ထားတာ on ထားပြီးသားပဲတကယ်လို့အခုလိုမျိုး on မထားဘူး off ထားရဆိုရင် F8 ကိုနှိပ်ချင်နှိပ်ဒါမှမဟုတ် auto mode ကို click ချက်နှိပ်လိုက်ဒါ on လိုက်တာကဲဒုတိယချက်ပြီးသွားပြီနောက်တစ်ချက်ကတော့မလုပ်လည်းကိစ္စမရှိဘူးဒါပေမဲ့အခုcrosshair လေးကိုရွှေ့ကြည့်တဲ့အခါမှာကတ်နေတာ crosshair အောက်က screen နဲ့ကတ်နေအဲ့ဒါဘာလဲဆိုရင်ခုနကတော့ snap 0.5 သူ့ရဲ့ snap 0.5 လေးတွေတော်တော်ကတ်နေတာအဲ့တော့အဲ့လိုမျိုးလေးကတ်နေတဲ့အခါမှာရွှေ့ရတာအဆင်မပြေဘူးဒါကြောင့်မလို့အဲ့မှာ snap ကို offline ဒီအောင်မှာ snap mode ဆိုတာရှိရနော်ကဲသူ့ကိုအခုက on ထားတာ off ချင်တယ်ဆိုရင်ဒီပေါ်မှာ click တစ်ချက်ပြန်နှိပ်ပေးလိုက်ဒါ off လိုက်ပြီ okay ကဲဒါဆိုရင်ဒီပုံလေးကိုဆွဲဖို့အတွက်ကဘာမှမခက်ဘူးလွယ်လွယ်လေးပဲနံပါတ်1 line draw ကိုရွေးမယ်ကဲမှာ specify first point ဆိုရင် calculation နေလိုက်မယ်ကဲဒီမှာအဲ့တော့ကိုဆွဲခြင်းတဲ့ direction ဘက်ကို mouse လေးနဲ့ဆွဲထားလိုက်ဒီဘက်ကိုဆွဲမယ်ဆိုရင်ဒီဘက်ကို line လေးကိုကြိုဆွဲထားလိုက်ဒီဘက်ကိုသွားခြင်းနဲ့ဆိုလည်းဒီဘက်ကိုသွားလိုက်ကြိုဆွဲထားလိုက်ဘာကလေးမှမနှိပ်ရအောင်နော်အဲ့လိုကြိုဆွဲထားလိုက်ပြီးရင်သူက xy တန်ဖိုးတွေမတွက်ဖဲနဲ့အခုဒီဘက်ကိုသူက3ပိုင်းပေါ့နော်5 inch 3ပိုင်းရှိရဆိုတော့15ရှိရဒီဘက်ကိုအဲ့တော့ဒီဘက်ကို15သွားမယ်ဆိုရင်ဒီဘက်ကို line လေးကိုကြိုဆွဲထားဆိုတာက mouse လေးကိုပဲဒီလိုလေးရွှေ့ထားလိုက်ဘာကလစ်မှနေဆံမလို့ဒီဘက်ကိုဆွဲမှာဆိုတဲ့အကြောင်းကိုပြောတာတကယ်လို့ဒီဘက်ကိုဆွဲမှာဆိုလဲဒီဘက်ကို mouse ကိုနည်းနည်းလေးကြိုဆွဲထားလိုက်နော်အခုဒီဘက်ကိုဆွဲအောင်โอเค15ဆိုရင် xy တန်ဖိုးတွေတွက်ဆံမလို့15ဆိုပြီးတော့ရိုက်ထည့်လိုက်ကဲဒီမှာကဲတော့အခု line မှာ layer style ကဘာဖြစ်နေလဲမသိဘူးเนาะ layer ကိုနည်းနည်းပြန်စစ်အောင် LA ဆိုပြီး enter နှိပ်လိုက်မယ်ခုလောဆယ်လေးဘက်မှာ layer ရဖြစ်နေเนาะအဲ့တော့ကိုက0နဲ့ဆွဲမှာဆို0 layer ကိုပြန်ပြီးတော့ default လုပ်ပေးထားလိုက်ကဲခုဆွဲထားတဲ့ဟာကြီးကိုလည်းပြန်ပြီးတော့ layer ကိုပြောင်းအောင် click တစ်ချက်နှိပ်မယ် layer မှာ0ကိုပြန်ပြီးပေးလိုက်
okay ကဲဆက်ဆွဲမယ် line draw ကိုရွေးမယ်ဒီနေရာကိုနှိပ်မယ်ကဲအခုဒီဘက်ကိုဆွဲခြင်းတယ်နော် mouse လေးကိုကြိုဆွဲထားဒီဘက်ကိုငါဒီခါဒီဘက်ကို15ပြီးရင်ဒီမှာ calculation နေလိုက်ကဲဒီထိရပြီကဲနောက်တစ်ခါအလဲက right angle အတုံးကြီးကိုအရင်စပြီးတော့မျက်စိထဲမှာမြင်ကြည့်လိုက်နော်ဒီအလဲကအတုံးကြီးတုံးရှိကွန်ပါဘူးလို့အတုံးကြီးပေါ့နော်ကဲတော့ဒီဟာကိုလွယ်တကူအောက်ကို copy ကူအောင် cp enter နေမယ် select right click base point ကောက်မယ်ကဲတော့ base point ကောက်ပြီးပြီဆိုရင် copy ကူးချင်တာကိုကအောက်ကိုကူးချင်တာဒါပေမဲ့အခုက mouse ကိုဆွဲကြည့်အောက်ကိုမရောက်ဘူးအဲ့တော့အောက်ဘက်ကိုရောက်ဖို့အတွက် F5 ကိုနှိပ်မယ်တွေ့လား F5 ကိုနှိပ်မယ်နော်အဲ့တော့ crosshair လေးလည်းပုံစံပြောင်းသွားပြီ view ပြောင်းသွားတယ်ပေါ့တကယ်တော့အဲ့ဒါဆိုရင်ဒီမှာအောက်ကိုဆွဲချလို့ရသွားပြီဆိုလိုချင်တာအောက်ကိုဆွဲချတဲ့အခြေအနေမျိုးဖြစ်နေရမယ်အဲ့လိုအောက်ကိုဆွဲချတဲ့အခြေအနေမျိုးဖြစ်နေမှကိုကသူ့ရဲ့အတိုင်းတာ 1.5 ရှိရနော်အဲ့တော့ 1.5 ဆိုပြီးတော့ရိုက်ထည့်ပေးလိုက်ပြီးရင် enter ထပ်နှိပ်ပေးလိုက်ကဲဒါဆိုရင်အပေါ်က right angle လေးကိုအောက်ကို copy ကူးလိုက်တာကဲပြီးရင် line draw နဲ့ဒါနဲ့ထိမယ်နောက်တစ်ခါသူနဲ့ထိသူနဲ့ဆက်ပေးလိုက်အဲ့တော့ 3D drawing လို့ပုံစံမျိုးမြင်အောင်လို့ hidden line တွေဟိုကြည့်ပေါ့နော်မမြင်ရမယ့် line တွေကဘာတွေလဲဒီ line ပြီးရင်ဒီ line အဲ့တော့ select လုပ်ပြီးတော့ဖြတ်ပေးလိုက်ဆိုလိုချင်တာကအခုဒီ4000ကြီးเนาะအလယ်ပိုင်း4000ကြီးအလယ်တဲ့တဲ့4000ကြီးအဲ့ဒါလေးကိုအရင်ဆွဲလိုက်တာကဲနောက်တစ်ခါသူ့မှာကဒီမှာကြည့်မယ်ဆိုရင်ဒီမှာတစ်ပိုင်းအလယ်မှာတစ်ပိုင်းနောက်ဆုံးကတစ်ပိုင်းအဲ့ဒါငါးလက်မအပိုင်းလေးတွေအဲ့တော့အဲ့ဒီငါးလက်မအပိုင်းလေးတွေဆွဲဖို့အတွက်အောက်လိုင်းလေယာဉ်ကိုရွေးအောင်အောက်လိုင်းလေယာဉ်ကိုရွေးမယ်ပြီးရင်ငါးလက်မ line တွေကိုအလွယ်တကူကောက်ဖို့အတွက် line draw tools ကိုရွေးဒီကနေလည်းဒီဘက်ကိုငါးလက်မ line လေးဆွဲထားလိုက်နောက်တစ်ခါဒီဘက်ကနေဒီဘက်ကိုငါးလက်မနောက်ပြီးတော့ဒီဘက်ကနေဒီဘက်ကိုငါးလက်မ right click က line draw tool ကိုပြန်ပြီးတော့မရွေးချင်လို့ previous comment ကိုပြန်ခေါ်တာเนาะ right click နှိပ်မယ်ဒီမှာတစ်ချက်နှိပ်မယ်ဒီဘက်ကိုဆွဲမယ်ငါးလက်မ right click ငါးလက်မကဲဆွဲထားလိုက်ပါเนาะငါးလက်မကောက်လို့ရအောင်လို့ကဲအဆင်ပြီးပြီဆိုရင် layer မှာ0 layer ကိုပြန်ပြောင်း0 layer ကိုဒီဘက် click နှိပ်လိုက် line draw ကိုရွေးမယ်ကဲဒီ point လေးကနေစဆွဲလို့ရသွားပြီအဲ့ဒီ point လေးကဘယ်လောက်လဲဆိုရင်အတိုင်းတာကလက်မဝက် 0.5 အဲ့တော့ 0.5 ဒီဘက်ကိုတော့ငါ line draw ကဲဒီဘက်ကိုဆွဲခြင်းနဲ့ကိုလိုချင်တဲ့ဘက်ကို line လေးကမလာဘူးဆိုရင် F5 ကိုနှိပ်ကြည့်ကဲရပြီเนาะဒီဘက်ကိုဆွဲမယ်ဒီဘက်ကိုလည်းငါပြီးရင်ဒါလေးနဲ့ထိမယ် right click F5 ကိုနှိပ်မယ်เนาะဒီဘက်ကိုသွားခြင်းနဲ့မလာဘူးဆိုရင် F5 ကိုနှိပ်မယ်ရပြီငါအောက်ကိုဆွဲမယ် line draw ကဲเนาะအဲ့ဒါအလဲအတုံးလေးเนาะ F5 ကိုနှိပ်မယ်အောက်ကို 0.5 ဒီဘက်ကိုငါအပေါ်ကိုထိလိုက် line draw ကိုရွေးမယ်ကဲဒီဘက်ကိုသွားခြင်းတဲ့ဘက်ကိုမရောက်ဘူး F5 ကိုနှိပ်ကဲဒီဘက်ကိုရပြီကြော်ဆွဲလိုက်เนาะပြီးရင်သူ့ကိုဖြတ်ပလိုက်မယ်ကဲတော့ဖြတ်ကြည့်အောင်เนาะ trim မိတ်မပြလိုက်နဲ့เนาะ trim ကိုဘယ်လိုသုံးရမလဲဆိုတာကိုရှေ့ပိုင်းမှာကောင်းကောင်းပြောပြတာကဲမျက်စိနဲ့ရှင်းအောင်ဖြတ်ထားလိုက်မယ်โอเคကဲဒီအဆင့်ထိရောက်ပြီဆိုရင်ဒုတိယအဆင့်အနေနဲ့မလိုတဲ့ line တွေကိုလည်း trim လုပ်ရမယ်နောက်တစ်ခါအလဲမှာရှိတဲ့ set one တွေဆွဲဖို့အတွက် center line တွေတစ်ခါလေ center line တစ်ခါလေသတ်မှတ်ပေးအောင်เนาะအဲ့မှာဒါမှ set one တွေဆွဲလို့ရမှာ
ကဲ layer မှာ outline layer ကိုပြန်ရွေး line draw အခါ midpoint ကောက်မထားသေးဘူးเนาะ midpoint ကောက်မထားသေးဘူးအဲ့တော့ကြားဖြတ်ကောက်ချင်တယ်ဆိုရင် single code နဲ့ OSNAP snap ဆိုပြီးလိုက်ထည့်လိုက်ကဲဒီမှာ midpoint ကိုရွေးမယ် okay ကိုရွေးမယ်ကဲဒါဆိုရင် midpoint ကောက်လို့ရသွားပြီဟုတ်ကို 0.5 ပြီးရင်တူနဲ့ထိအဲ့တော့မဖြတ်ခင်မှာ trim လုပ်ခင်မှာဒီ outline ကိုဆွဲလိုက်တာပို့ပြီးတော့ကောင်းတယ်ဒါမှဆက်ဝိုင်းနေဆွဲဖို့အတွက် center အမှတ်ကိုတိတိကျကျရတာ okay ကဲအဲ့တော့မလိုတာလေးတွေကိုဖြတ်ရအောင်မလိုတာလေးကိုဖြတ်အောင် trim ဒါလေးဖြတ်မယ်နောက်တစ်ခါမမြင်ရမယ့် line တွေကိုလည်းဖြတ်မယ်အဲ့တော့ outline တွေကတော့မဖြတ်နဲ့ပေါ့နော်ဒီလို line အတူလေးတွေကတော့ click ချက်နှိပ်ပြီးတော့ delete ကိုနှိပ်လိုက် outline တွေကတော့ထားလိုက်เนาะဒါဆိုရင်ဒါအတုံးလေးเนาะမျက်စိထဲမှာ 3D block အတုံးလေးဖြစ်နေပြီကဲတော့ရှေ့က set wine လေးကဲ layer ကို 0 ကိုပြန်ရွေးမယ် ellipse မှာ axis n ကိုရွေးမယ်ပြီးရင်ဘာမှ click မနှိပ်နဲ့ဘူးเนาะ axis n ကိုရွေးတဲ့အခါမှာ click သွားနှိပ်လိုက်ရင်ရှုပ်သွားတာအဲ့တော့အဲ့မှာဘာကိုရွေးပေးရမှာလဲဆိုရင်ဒီမှာเนาะ iso circle ကိုရွေးပေးရမှာကဲတော့ i enter ပြီးတော့မှဒီမှာ click ချက်နှိပ်လိုက် okay ကဲဒါဆိုရင် radius ကိုမတွက်ချင်ဘူးဆိုရင်ဒီမှာ click ချက်နှိပ်ပလိုက်ကဲဒါဆိုရင်ဒါသူ့ရဲ့အပြင်ဘက်ဆုံး subwine ကိုရပြီကဲအတွင်းက subwine လေးကိုဆွဲအောင်အတူတူပဲ ellipse မှာ axis n ကိုရွေးမယ်ပြီးရင် iso circle i ကို click ချက်နှိပ်မယ် i ကိုနှိပ်မယ် enter နှိပ်မယ်ပြီးရင် center point ကောင်းမယ်ပြီးရင် layer ဟာလေးရဲ့ radius ကဘယ်လောက်တလက်မဆွဲကြည့်အောင်နော်တလက်မ1လို့ပြလိုက် radius တလက်မကဲဒါဆိုရင်မလိုတဲ့ line တွေကို trim လုပ်အောင် outline တွေခဏဖြောက်ထားအောင်ကဲ trim ကိုရွေးမယ်ဒါဖြတ်မယ်ဒါဖြတ်နော် trim နဲ့မပါတဲ့ဟာတွေတော့ manual ဒီတိုင်း select လုပ်ပြီးတော့ဖြတ်လိုက်ပေါ့ line တို့လေးတွေတရားလေးတွေဖြတ်မယ် okay เนาะဒါတွေကတော့ click ချက် delete select လုပ်မယ် delete နှိပ်မယ် select လုပ်မယ် delete နှိပ်မယ်ကဲဒီထိရပြီဆိုရင် line draw 2ကိုရွေး snap to quadrant ကိုရွေးရမယ်เนาะ snap to quadrant နဲ့ကောက်ပေးရမယ်အခုဆိုရင်ဒီမှာ snap setting မှာ quadrant ကရွေးမထားဘူးအဲ့ဒါကြောင့်မလို့ snap setting ကိုဂျားဖြတ်သုံးဖို့အတွက် command line ကိုကြည့်เนาะ single ကုတ်လေးရိုက်လိုက်ပြီးရင် OSNAP snap လို့ရိုက်မယ်ပြီးရင် quadrant ကိုရွေးပေးလိုက်ကဲဒါဆိုရင် quadrant ကိုကောက်လို့ရသွားပြီကဲအောက်ကိုဆွဲချင်တာ line မသွားဘူး F5 ကိုနှိပ်မယ်အောက်ကိုရပြီသူက 1.5 ကဲဒါကြီးကိုအောက်ကို 1.5 copy ကူအောင်เนาะ copy ဒီကိုရေးလိုက်ကြည့်ရောเนาะဒီဝိုင်းကြီးကိုစဝိုင်းချမ်းပေါ့အောက်ကို 1.5 copy ကူမယ်ကဲမလိုတာဖြတ်မယ် trim trim လောက်တာတွေမပြစ်ဖို့တော့လိုတယ်เนาะကဲဒါဆိုရင်ဒါရှေ့ပိုင်းပြီးသွားပြီရှေ့ပိုင်းရပြီဆိုရင်နောက်ပိုင်းလည်းအဲ့ဒီပုံစံအတိုင်းပဲဆွဲရမှာပဲနော်နောက်ပိုင်းကကိုယ့်ဘာကိုစူးစမ်းပြီးဆွဲကြည့်လိုက်ပေါ့ကဲဒီလေဆက်ဝိုင်းလေးကိုဆွဲအောင်အဲ့ဒါက radius မဟုတ်သူက diameter 4 လက်မရှိမယ်နော်ကဲlayer မှာ outline တွေကိုပြန်ပြီးတော့ on မယ်ဒါမှအဲ့ဒီဆက်ဝိုင်းလေးကိုဆွဲလို့ရမှာကဲဒီမှာဒါလေးပါထိထားလိုက်ပါဦးထုံးစံတိုင်းပဲ
exit n နဲ့ဆွဲရမယ် exit n ကလစ်တစ်ချက်မနှိမ့်နဲ့ iso circle io ရွေးမယ်ကဲပြီးရင်ခုဆိုရင် cross hair က right view ဖြစ်နေတာနော်အဲ့တော့မှ F5 နဲ့ပြီးတော့ top ကိုပြောင်းကဲ top ကိုရောက်ပြီဆိုရင်မှကလစ်တစ်ချက်နှိမ့်လိုက်ပေါ့အဲ့တော့သူက diameter 4ဆိုတော့ command line ကိုကြည့်မယ်အခုလောလောဆယ်ရိုက်ထည့်ရင် radius diameter နဲ့ဆွဲကျင်တယ်ဆိုရင် D enter ပြီးရင်4လက်မ okay အဲ့တော့ဒီ line လေးကလည်း outline ဖြစ်ရမှာနော်ပြောင်းလိုက်အောင်layer ထဲမှာ outline ကိုရွေးမယ်ကဲနောက်တစ်ခါဒီ set wine လေးကိုအောက်ဖက်ကို 1.5 sorry 1.5 မဟုတ်ဒီ 2 လေးတိုင်းပဲ 0.5 copy ကူးမယ် copy select right click base point ကဲအောက်ကိုကူးခြင်းတယ်เนาะအောက်ဖက်ကိုကြာမလာဘူးเนาะ base point ကောက်ပြီး mouse ကိုရွှေ့ကြည့်တာเนาะအောက်ကိုရောက်မလာဘူးအဲ့တော့ F5 ကိုနှိပ်မယ်ကဲဒီလိုအောက်ကိုရောက်နေရမှာเนาะအောက်ကိုရောက်နေပြီဆိုရင် copy ကူးမဲ့အကွာအဝေးကိုရိုက်ထည့်လိုက်ရုံပဲ 0.5 ဆိုပြီးရိုက်ထည့်လိုက်ပြီးရင် enter ဒါမှမဟုတ်ရင် right click ပေါ့ကဲပြီးသွားပြီကဲတော့မျက်စိရှုပ်နေတယ် outline တွေဖြောင်းမယ်ကဲဒါလေးကိုကြည့်နော် trim လုပ်မယ်ကဲဒါပဲเนาะဒါဆိုရင်ပြီးသွားပြီเนาะအဲ့တော့ဒီနောက်ကတော့ကိုယ့်ဖာကိုစူးစမ်းပြီးတော့ဆွဲကြည့်ကဲဆွဲကြည့်ပါဦး